အင်္ဂလိပ်လိုပစတာဆက်ကိုဘာဟုပြောသလဲ whisk, blender, colander, pasta maker,မှန်ကန်သောဖြေချက်မှာရွေးချယ်မှု pasta maker, အင်္ဂလိပ်လိုပစတာဆက်ကိုဘာဟုပြောသလဲ mixer, wok, strainer, blender, မှန်ကန်သောဖြေချက်မှာရွေးချယ်မှုအင်္ဂလိပ်လိုမန်ဒိုလင်ကိုဘာဟုပြောသလဲ grater, ladle, mandolin, spatula, မှန်ကန်သောဖြေချက်မှာရွေးချယ်မှု mandolin,